နောက်တကြပိဿပေါင်းသူတော်တို့ဘုဇင်တရားကိုအားကိုးကြဖို့မလိုဘူးလားလိုတယ်နောက်ဘုဇင်တရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မဟာဝကတန်ရုပ်ပါဠိတော်မှာဘုဇင်ကတန်ရုပ်ဆိုပြီးတော့တတိတတန်တခန္ဓနာအများကြီးဟောထားတာအဲ့ဒီထဲမှာစက်မိလို့ပြောရအောင်မယ်မနေ့တုန်းကဦးဇင်းတို့မဟာသုရတနာစัจ जा မင်းကြီးကိုဟောတာနော်သုရတနာစัจ जा မင်းကြီးစัจ जा မင်းဖြစ်ပြီဆိုတော့သူ့မှာစေတနာဘယ်နှပါးပိုင်နော်9ပါးပိုင်နေဆက်စင်မြင်းများမာထေတာဟုတ်လားစัจ जा ယတနာရှင်ယတနာမြင်းယတနာမိဗရမယယတနာမိဘယယတနာတတိယတနာတာကြီးယတနာစัจ जा မင်းဆိုတာလောကကြီးမှာဖြစ်လာရင်အဲ့ဒီယတနာ9ပါးဟာလည်းလောကကြီးမှာပေါ်ပေါက်လာတယ်စัจ जा မင်းကပိုင်နေပေါ့အဲ့လိုပဲမြတ်စွာဘုရားတည်းဟူသောဗုဒ္ဓယတနာလောကကြီးမှာပေါ်လာပြီဆိုလို့ရှိရင်ဘုဇင်9ပါးတရားမြတ်ယတနာဟာလည်းပဲတခါတည်းပါလာတယ်ပေါ်လာတယ်တဲ့ဘုရားပိုင်တဲ့ယတနာတွေပေါ့နော်ဒီကိစ္စမှကြီးများဒါဘဟုတုဒနော်ယတနာ9ပါးနဲ့ဘာနဲ့ခိုင်းနိုင်ထားတာလဲဘုဇင်တရားကိုခိုင်းနိုင်ပြီးတော့ထားတာဘုဇင်တရားရဲ့တန်ဖိုးပေါ်လွင်အောင်ပြောထားတဲ့အပိုင်းတွေပေါ့နော်နောက်ပြီးတော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ဒီဘုဇင်ကတန်ရုပ်ထဲမှာအဘေယတုတ်ဆိုတာရှိတယ်အဘေယတုတ်ဆိုတာကအဘေယမင်းသားကမေးလို့ဖြေတဲ့တုတ်တံမို့လို့အဘေယတုတ်လို့ခေါ်တာအဘေယမင်းသားဆိုတာကဗိမိတာရမင်းကြီးရဲ့သားပါအဲ့ဒါတနေ့တော့သူကမြတ်စွာဘုရားတည်းရောက်လာပြီးတော့မြတ်စွာဘုရားတဲ့ပုရဏကတ္တပဆိုတဲ့ပုဂ္ဂိုလ်ကြီးကပြောတယ်တဲ့ဒိဋ္ဌိဆရာကြီး6ယောက်ထဲမှာတယောက်ပါဝင်ပေါ့နော်အဲ့ဒီပုရဏကတ္တပကဘာပြောလဲဆိုတော့လောကကြီးမှာပညာဆိုတဲ့သိချင်းမြင်ချင်းတရားဟာလည်းပဲအကြောင်းမရှိဘူးဖြစ်ချင်ရင်ဖြစ်တာဆိုတော့သိချင်ရင်သိတယ်မသိချင်ရင်မသိဘူးပေါ့နော်အကြောင်းမရှိဘူးလို့ပြောတယ်အဲ့လိုပဲမသိချင်းဆိုတဲ့မောဟတရားတွေမသိမှုတွေမှာလည်းပဲအကြောင်းတရားမရှိဘူးမသိတဲ့လူကအလိုလိုမသိနေတာသိတဲ့လူကအလိုလိုသိနေတာသူကအဲ့လိုပြောတယ်တဲ့သိချင်းမှလည်းအကြောင်းမရှိဘူးမသိချင်းမှလည်းအကြောင်းမရှိဘူးသိတဲ့လူကအလိုလိုသိတယ်မသိတဲ့လူကအလိုလိုကိုမသိတာတော်တော်ခွာကြတာပဲသူ့အယူဆကဟုတ်လားအဲ့လိုပြောတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့သိချင်းမှလည်းပဲအကြောင်းရှိတယ်မသိချင်းမှလည်းအကြောင်းရှိတယ်တဲ့အကြောင်းမဲ့ဖြစ်တာမဟုတ်မသိဘူးမသိကြဘူးဆိုတာလည်းပဲအကြောင်းရှိနေတယ်တဲ့အကြောင်းရှိလို့မသိဘူးဆိုတာဖြစ်တယ်သိတယ်သိကြတယ်ဆိုတာလည်းပဲအကြောင်းရှိပါတယ်တဲ့လောကကြီးမှာအကြောင်းမရှိဘဲနဲ့ဘာမှမဖြစ်ဘူးပေါ့အဲ့ဒီမှာမြတ်စွာဘုရားကမသိခြင်းရဲ့အကြောင်းအဲ့ဒါကိုဘယ်လိုဟောထားတော့ဆိုတော့နိဝရဏတရား5ပါးကိုဟောထားတယ်ဒကာဓမ္မတို့ဦးဇင်းတို့ဟိုတနေ့ကစကားတစ်လုံးဦးဇင်းပြောလိုက်တယ်မှတ်မိမလားမသိဘူးအကြောင်းကိုသိတာပညာလို့ပြောလိုက်တာမှတ်မိလားခုမသိခြင်းရဲ့အကြောင်းကိုမြတ်စွာဘုရားပြောတယ်နော်မသိခြင်းရဲ့အကြောင်းကဘာလဲတော့နိဝရဏတရား5ပါးတကယ်လို့ဒကာဓမ္မတို့ဦးဇင်းတို့တွေမသိခြင်းကိုဆက်ဆုပ်တယ်မသိခြင်းကိုပြစ်ပယ်ခြင်းတယ်စွန့်ပစ်ခြင်းတယ်ဆိုရင်သူ့ရဲ့အကြောင်းကိုဖယ်ရှားဖို့မလိုဘူးလားလိုတယ်ဒီနိဝရဏတရား5ပါးကိုမဖယ်နိုင်ဘူးဆိုရင်ကိုဟာမသိမမြင်ခြင်းကိုဘလောက်ပဲဆက်ဆုပ်တယ်ပြောမသိမှုနဲ့နေရမှာပဲလောကကြီးကအနတ္တလောကကြီးနော်အကြောင်းရှိရင်အကျိုးဖြစ်မှာဆိုလိုတာကနိဝရဏတရား5ပါးဖြစ်နေရင်အဝိဇ္ဇာဆိုတဲ့မသိခြင်းဟာဖြစ်ကိုဖြစ်လိမ့်မယ်တဲ့ဒါသူ့ရဲ့အကြောင်းပဲအဲ့တော့နိဝရဏတရား5ပါးဆိုတာပိဋကတို့ကသိပြီးသားပါနိဝရဏဆိုတာဘာလို့ဖုံးကွယ်ထားတဲ့သဘောမမြင်အောင်ကာထားတဲ့စီးထားတဲ့သဘောသွားမရအောင်တားထားတဲ့သဘောနော်အဲ့ဒါကိုနိဝရဏလို့ခေါ်တယ်ဘယ်နှပါးရှိတော့5ပါးရှိတယ်ကာမိဆန္ဒနိဝရဏကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့လိုချင်တဲ့ဆန္ဒတွေဖြစ်နေတဲ့အချိန်မှာအဲ့ဒါကာမိဆန္ဒနိဝရဏဖြစ်တယ်လို့ဆိုရတယ်တရားကိုကောက်ရင်လောဘရတယ်နောက်ဗျာပါဒနိဝရဏမကျေနပ်မှုစိတ်ဆိုးမှုစိတ်တုံမှုတစုံတစ်ခုတစုံတစ်ယောက်နောက်ပတ်သက်ပြီးတော့စိတ်ထဲမှာမကြည်မလည်ဖြစ်နေတာကိုဘာခေါ်မလို့ဗျာပါဒနိဝရဏတို့လည်းအတားအဆီးအပိတ်အပင်အခါအကွဲအမှန်တရားဒီကိုမရအောင်သူတားထားလိုက်မယ်အမှန်တရားကိုမမြင်နိုင်အောင်သူကွယ်ထားလိုက်မယ်နော်ဗျာပါဒနိဝရဏပြီးတော့ဘာလို့ဌိနမိတ်တာနိဝရဏထိုင်မှန်ပြင်းရည်ခြင်းသဘောနော်တကယ်ထိုင်မှန်ပြင်းရည်လာပြီဆိုရင်ဘာမှမသိတော့ဘူးအဲ့ဒီအချိန်ဟာဘာမှကွယ်ပြားတဲကွယ်မသိနိုင်မမြင်နိုင်ပြီးတော့ဥဒိစ္စကောကုစ္ဆနိဝရဏဥဒိစ္စဆိုတာပြန်လွင်ခြင်းသဘောကောကုစ္ဆဆိုတာကပြုပြီးသားအကုသိုလ်နဲ့ပတ်သက်ပြီးတော့ပြုမိမှားလေခြင်းနောင်တမပြုလိုက်ရတဲ့ကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့လက်လွတ်ဆုံးရှုံးမိလေခြင်းဆိုတဲ့နောင်တအဲ့ဒီနောင်တ2ပါးဖြင့်ပူလောင်တာကိုကောကုစ္ဆလို့ဆိုတယ်
ပြန်လွင့်ရင်ပူပန်မှုဆိုတာဖြစ်တတ်တယ်အဲ့ဒါပါလေနိဝရဏအတားအရှိအပိတ်အပင်နောက်ဦးဇင်းတို့ဝိသိကိစ္စနိဝရဏအမှန်တရားနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်မချနိုင်ဘူးဒုလို့ဖြစ်နေရင်ရှစ်တိုးရမှလို့နောက်ဆိုရမှလို့သွားရမှလို့ပြန်ရမှလို့မဝေကိုရဲနိုင်ဘူးဘာသာတရားနဲ့ပတ်သက်ပြီးတော့ဘုရားနဲ့တရားနဲ့သံဃာနဲ့ပတ်သက်ပြီးတော့အကျင့်မြတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတိကျခိုင်မာတဲ့ဆုံးဖြတ်ချက်သူ့မှာမရှိဘူးအဲ့ဒါကတော့ဝိသိကိစ္စနိဝရဏအဲ့ဒီနိဝရဏတရား၅ပါးရှိရင်ဖြစ်နေရင်အဲ့ဒီအချိန်မှာမသိမှုဆိုတာဖြစ်လာနိုင်မယ်ဆိုလိုတာကလောဘတွေသိကြီးလာရင်မိုက်သွားတဲ့တည်းမသိတာတွေဖြစ်လာပြီဒေါသတွေအားကြီးရင်လည်းအမှန်တရားကိုမသိတော့ဘူးမြင်နိုင်ဘူးမောဟဖြစ်တရားတွေကိုအဲ့လိုကြည်ကြည်ပြည့်ပြည့်နားလည်ဖို့လိုတယ်နော်များသောဖြင့်တော့ပြိဿသမုပ္ပါဒေသနာတော်အရာကတော့မသိမှုကိုအခြေခံပြီးတော့မြောက်များလားဆိုတော့အကုသိုလ်တွေဖြစ်တယ်လို့ပြောထားတာဒါလည်းမှန်တာပဲအခုလည်းပဲဒီမှာဟောထားပြီအဲ့ဒီမသိမှုအဝိဇ္ဇာရဲ့အကြောင်းတရားကိုပြန်ပြီးတော့ပြောထားတာလူတယောက်ဟာလူကျင်လုံးအားကြီးလာရင်ကန့်သွားတယ်မမြင်တော့ဘူးတချို့အလိန်ခံရတာတွေလဲပါတယ်ဆိုတဲ့လူတွေအလိန်ခံရတာတွေရှိတယ်မဟုတ်လားဘာဖြစ်တာတော့လောဘကြီးလို့လိန်ခံရတာဟုတ်လားတခါတည်းစိတ်တူတယ်ဆိုလို့ရှိရင်လည်းအမှန်တရားကိုမသိနိုင်ဘူးအဲ့ဒါလိုပဲနိဝရဏတရား၅ပါးအကျဉ်းနာလေကြည့်ပေါ့ဒီ၅ပါးဒီမသိခြင်းရဲ့အကြောင်းတရားဦးဇင်းတို့ကျမ်းဂန်လေးထဲမှာအမျိုးမျိုးဥမာပေးပါတယ်မြတ်စွာဘုရားကရှေ့တုန်းကမျက်နှာရိပ်တွေပါတွေကိုကြည့်ကျင်တယ်ဆိုရင်အခုလိုမှန်ကမရှိဘူးအဲ့တော့သူကဘာမှကြည့်အောင်တင်းငိမ့်နေတဲ့ရေပေါ်မှာကြည့်ရတယ်ဒါမှမဟုတ်တက်နိုင်တဲ့ပုံကိုယ်လေးကတော့ကြည်ပြားလေးတွေကိုညီးနေအောင်ခတ်ထားပြီးတော့အချင်းကြီးလေးပါလေးနဲ့တုပ်ပြီးတော့ဝင်းနေအောင်လုပ်ထားတယ်ခုလိုမှန်လို့တော့ကွယ်ပြတ်ပြတ်ပဲမြင်ရမှာလို့ရေကအကောင်းဆုံးပါပဲအလင်းရောင်ရှိတဲ့နေရာမှာချထားတဲ့ရေကလေးငိမ့်နေတယ်ဆိုမျက်နှာကိုမြင်ရဘူးလားမြင်ရတယ်အဲ့ဒီမျက်နှာရိပ်ကိုကြည့်တဲ့အခါမှာတဲ့ဒီရေမျက်နှာပြင်လေးပေါ်ကိုအဖြူအနီအဝါအပြာအဆရှိတဲ့ဆေးရောင်စုံမှုန့်နေကျဲဖြန့်ထားမယ်ဆိုရင်မျက်နှာရိပ်ကိုမြင်နိုင်တော့ဘူးတဲ့အဲ့ဒါလိုပဲကာမိစ္ဆန္ဒနိဝရဏစိတ်တန်တာမှာဖုံးလွှမ်းထားမယ်ဆိုရင်အမှန်တရားကိုမမြင်နိုင်ဘူးတဲ့ရေပေါ်မှာဆေးရောင်စုံရှိရင်မျက်နှာရိပ်ကိုမမြင်နိုင်ဘူးနိဝရဏ၅ပါးကို၅မျိုးဥပမာနဲ့မြတ်စွာဘုရားဟောတယ်နော်ရေကပူပြီးတော့ပွက်နေတယ်ဆူးနေတယ်ဆိုရင်လည်းမျက်နှာရိပ်ကိုမမြင်နိုင်ဘူးအဲ့လိုပဲစိတ်ကဒေါသနဲ့ဆူးနေတယ်ပွက်နေတယ်ဆိုရင်လည်းအမှန်တရားကိုမမြင်နိုင်ဘူးဟုတ်လားအဲ့လိုပဲရေကအနေဒီပါလေးထားပြီးတော့တခါတည်းနော်ရေကြည့်တွေပါလေးတင်းနေတယ်ဆိုလို့ရှိရင်လည်းပဲမျက်နှာရိပ်ကိုမမြင်နိုင်ဘူးအဲ့လိုပဲထိုင်မိုင်းပြင်းကြီးနေမျက်နှာရိပ်ကိုအမှန်တရားကိုမမြင်နိုင်ဘူးနောက်တစ်ခါရေကလှုပ်နေတယ်လေတိုက်လို့လှုပ်နေတယ်အမှောင်ထဲမှာလည်းချထားတယ်အဲ့လိုဆိုရင်လည်းမျက်နှာရိပ်ကိုမမြင်နိုင်ဘူးဟုတ်လားအဲ့လိုပဲနောက်တစ်ခါအနေဒီပါလေးထားနေတယ်ဆိုရင်လည်းမျက်နှာရိပ်ကိုမမြင်နိုင်ဘူးနိဝရဏတရား၅ပါးကိုဥမာ၅မျိုးပေးပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်။ဒါကြောင့်မသိခြင်းမှာအကြောင်းတရားရှိတယ်။အဲ့ဒါကဘာလဲ။နိဝရဏတရား၅ပါးတဲ့။ဒါအဘယကိုဟောတာနော်မြတ်စွာဘုရားက။နောက်သိခြင်းမှာလည်းအကြောင်းတရားရှိတယ်။အဲ့ဒီသိခြင်းရဲ့အကြောင်းတရားကတော့အခုပြောနေတဲ့ဘုဇဉ်9ပါးပါတဲ့။ဘုဇဉ်9ပါးဖြစ်အောင်လုပ်မယ်ဆိုရင်တော့သိလိမ့်မယ်၊မြင်လိမ့်မယ်၊နားလည်လိမ့်မယ်၊ဉာဏ်ကြီးလိမ့်မယ်။နော်ဉာဏ်ဆိုတဲ့သဘောတဘာဝဟာအလွန်အံ့ဩစရာကောင်းတယ်။နော်လောကီကိစ္စမှာလည်းပဲဉာဏ်ကဆရာကြီးပဲ။ဓမ္မရေးရမှာလည်းပဲဉာဏ်ကအဓိကပဲ။ဟိုတနေ့ကဦးဇင်းတို့အိန္ဒြေကိုပြောလိုက်တော့မှပြောလိုက်တယ်နော်။အိန္ဒြေတွေထဲမှာဘယ်အိန္ဒြေဟာအဓိကပညာဣန္ဒြေဟာအဓိကသိဖို့အတွက်တရားတရားဆိုတာလိုအပ်တာ။သိဖို့အတွက်တတိဆိုတာလိုအပ်တာ။သိဖို့အတွက်ဝရိယသမာဓိဆိုတာလိုအပ်တာ။ဘုရားဟောတာရှိတယ်နော်ဒါကြောင့်ပညာတရားအရေးမကြီးဘူးလားအရေးကြီးတယ်အဲ့ဒီအရေးကြီးတယ်ဆိုတဲ့ဒီအတိဒီပညာဒီဉာဏ်ဆိုတာဖြစ်ချင်တယ်ဆိုရင်သူ့ရဲ့အကြောင်းတရားကိုဖြစ်အောင်လုပ်ဖို့လိုတယ်သူ့အကြောင်းတရားကဘာလို့ဘုဇဉ်9ပါးတရားမြတ်ယရနာဖြစ်နေတယ်ဒါကြောင့်ဦးဇင်းတို့အဲ့ဒီဘုဇဉ်တန်ရုပ်ထဲမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုမေးတယ်အရှင်ဘုရားဉာဏ်ပညာနည်း၍ဖြင်းအသူလို့ပြောကြတယ်တဲ့ဘယ်လိုပုဂ္ဂိုလ်မျိုးကိုဉာဏ်ပညာနည်းပြီးဖြင်းအတဲ့လူလို့ဆိုမလဲတဲ့ဘုဇဉ်9ပါးကိုမပွားများတဲ့လူကိုဉာဏ်နည်းပြီးဖြင်းအတဲ့လူလို့ဆိုရမယ်တဲ့မြတ်စွာဘုရားပြောတော်မူတဲ့ပညာကတစ်မျိုးနော်ဟုတ်လားတယ်လို့ပြောတာကလည်းတစ်မျိုးပဲတော့လောကီလူကတော့လူတွေကအမျိုးမျိုးပြောကြတာပေါ့လေနော်အဲ့ဒါလိုပဲဉာဏ်ပညာကြီး၍
နော်သိမြင်နားလေသူပညာရှိသူလို့ပြောကြတယ်တဲ့အဲ့လိုပညာရှိတယ်ဆိုတဲ့လူကဘယ်လိုလူမျိုးလဲတဲ့ဘုဇင်9ပါးကိုပွားတဲ့လူဟာပညာရှိပါတဲ့ဘုဇင်9ပါးမပွားတဲ့လူဟာပညာမဲ့ပါတဲ့နော်လူတွေကတော့သူတို့ကပညာတတ်တယ်ပြောတော့ပြောကြတာပဲဟုတ်လားနော်သူတို့ကဘာလဲတော့ပညာတတ်တယ်သူတို့ကပညာတတ်တာမဟုတ်ဘူးဒီမှာတော့မြတ်စွာဘုရားကပညာရှိခြင်းပညာမရှိခြင်းကိုဘယ်ဟာကိုအခြေခံပြီးတော့ပြောထားတော့ဘုဇင်9ပါးကိုပြောထားတာတတ်တက်ပူပြီးတော့ဦးဇင်းတို့လူတွေနားလည်အောင်တစ်ဖျောရရင်တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုကိုများများသိလေပညာရှိလေပဲကိုယ်ခန္ဓာရဲ့သဘောတဘာဝအကြောင်းမသိရင်မသိသလားအဲ့ဒီလိုပညာမဲ့ပဲဘုံဆိုပညာဆိုတာကောင်းကျိုးချမ်းသာကိုပြည်စည်းနိုင်ရမယ်နော်ကိုယ်အကြောင်းကိုသိတဲ့ပညာသိတာနဲ့ပညာအစစ်ဖြစ်တဲ့အတွက်ကြောင့်ကောင်းကျိုးချမ်းသာကိုတကယ်ပြည်စည်းခြင်းနိုင်တယ်ကျန်တဲ့ပညာတွေဆိုတာကလူတွေရဲ့အထင်မြတာရှိတယ်တနည်းအားဖြင့်ပညာမမြည်သောပညာတွေတဲ့ပြောရတော့သင်ညာတွေမှတ်သားထားတာဒါကြောင့်မို့လို့ကိုလိုချင်တဲ့ချမ်းသာခြင်းဆိုတဲ့အကျိုးကမပြည်ဘူးပညာမဟုတ်တဲ့အတွက်ကြောင့်ကိုလိုချင်တဲ့ချမ်းသာကိုမပြည်စည်းစေနိုင်တာဟုတ်ရဲ့လားဒါကြောင့်ဘိသမပေါင်းတော်တို့ပညာရှိပညာမဲ့ခွဲခြားတဲ့နေရာမှာလေဘုဇင်တရားကိုအဓိကအခြေခံထားပြီးတော့ခွဲခြားတာဟုတ်လား